Valentine Day လည်းနေပြီဆိုတော့ဘာလို့နှစ်ယောက်အတူတူလောက်တာကတစ်ယောက်တည်းလောက်တာထက်ပိုပြီးတော့ကောင်းလဲဆိုတာကို Ollie ရဲ့အတွေ့အကြုံလေးပြောပြပေးခြင်းတယ်။နံပါတ်1အတွေ့အကြုံကတော့လေထိုင်းမှာနေတဲ့အချိန်တုန်းကတငယ်ချင်းတစ်ယောက် Ollie ရှိလာလဲဖို့တယ်ပေါ့နော်။သူရှိတဲ့အချိန်တော့ဆိုရင်ကိုကအထီးကျန်နေဆိုခံစားချက်လည်းမရှိဘူး။နောက်စိတ်တူကိုယ်တူရှိနေတဲ့ရွေးအဝတ်လျှော်ရဲဆိုတဲ့အတူတူဟင်းချက်တယ်ဆိုတဲ့အတူတူဆိုတဲ့အခါအလုပ်တွေလည်းပုံမြန်ပြီးရပေါ့နော်။နောက်နံပါတ်2အတွေ့အကြုံကကြတော့ Ollie That's for you and by ဆိုတဲ့စာရေးဆရာနဲ့စာအုပ်တအုပ်ထုတ်ဖြစ်ခဲ့တာပါ။အဲ့စာအုပ်မရေးခင်တော့ဆိုရင်လည်းဘသူကတယောက်ဘယ်နှပုတ်ရေးမလဲဘသူကတော့ဘယ်နာရောက်နေပြီလဲအဲ့လိုအချင်းချင်းအားပေးဖြစ်တယ်ပေါ့နော်နောက်ဆုံးသူနဲ့ကိုယ်နဲ့အတွဲညီညီနဲ့ဒီ Road to Dream Life ဆိုတဲ့စာအုပ်ပါထုတ်နိုင်သွားတယ်ပေါ့နောက်တတိယအတွေ့အကြုံကကြတော့လေရဲ့အတိမိတ်ဆွေညီမလေးတယောက်နဲ့ Grow Lab Community ဆိုတဲ့ community တစ်ခုကိုတည်ထောင်ဖြစ်ခဲ့ရပါအခုလက်ရှိ Grow Lab Community မှာ February လ challenge အနေနဲ့2ယောက်အတူတူလုပ်လို့ရမယ် challenge တစ်ခုကိုဖန်တီးပေးထားပါတယ်အဲ့ challenge မှာဆိုရင်2ယောက်အတူတူလေးလာစရာရှိရတယ်လေးလာလို့ရမယ်စားတွေအတူတူဖတ်လို့ရမယ်ပြောမယ်ဆိုတော့အတူတူစူးစမ်းလို့ရမယ်ပေါ့နော်တကယ်လို့ဒါ Grow Lab Community member အနေနဲ့2ယောက်အတူတူဝင်လာတယ်ဆိုရင်9000 cashback ရမှာပါဟုတ်ပြီကိုက challenge ပဲတီးတန့်ပါခြင်းနဲ့ဆိုရင်လည်း2ယောက်အတူတူဆိုရင်9000 cashback ရမှာပါဒီတော့ဒီ February လထဲမှာကိုချစ်တဲ့အနေနဲ့ရောဒါမှမဟုတ်ကိုချစ်တဲ့သူတွေနဲ့အတူတူစူးစမ်းခြင်းတဲ့သူတွေအနေနဲ့ကောဒီ February challenge ကအကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်ပါလိမ့်မယ်ပို့ပေးတဲ့လက်ဆောင်ကတယောက်တည်းမဟုတ်ဘူးနှစ်ယောက်အတူတူစူးစမ်းမှာဆိုတော့ပို့ပြီးတော့လည်းပြောဖို့ကောင်းမယ်ပို့ပြီးတော့လည်းအမတ်တရရဖို့ဖြစ်မယ်ပေါ့လက်ထိုင်းနေရှိရဲ့လမှာချစ်သူရှိမှလက်ဆောင်ပေးလို့ရတာမဟုတ်ဘူးကိုအနေနဲ့တငယ်ချင်းတွေအချင်းချင်းနှစ်ယောက်အတူတူပေါင်းပြီးတော့ challenge တွေပါလို့ရတယ်တကယ်လို့ဒါကိုမှတငယ်ချင်းနဲ့မရှိဘူးတယောက်တည်းဖြစ်နေရဆိုလဲစိတ်မပူနဲ့ဒီ Grow Lab Community က challenge နှစ်ယောက်အတူတူတွဲလို့ရအောင်လို့ partner ပါရှာပြီးအောင်ပါတကယ်လို့ဒီ challenge နဲ့ပတ်သက်ပြီးတော့ဖြစ် Grow Lab Community မှာ member ဝင်ဖို့စိတ်ဝင်စားရဆိုရင် Ollie ခုပြပေးထားတဲ့ Grow Lab Community Facebook page မှာအသေးစိတ်မေးလို့ရပါတယ် February လထဲမှာကိုတယောက်တည်းမဟုတ်ပဲနဲ့နှစ်ယောက်အတူတူပေါင်းပြီးတော့ challenge တွေလုပ်ကြမယ်။ဂျိုင်းလူရွေးရင်ပိုရွေးတယ်ဆိုရင်စကားအတိုင်းပဲနှစ်ယောက်အတူတူသွားတယ်ဆိုရင်စူးစမ်းနေရဆိုလဲပြင်းနေဆိုရင်ခံစားချက်ကပိုနေလာလိမ့်မယ်။အားလုံးပဲဒီဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်။ Bye